လူခွင့်ရေးဆိုတဲ့အယူဆဟာကမ္ဘာမြေပုံပေါ်မှာရုတ်တရက်ကြီးပေါ်ပေါက်လာခဲ့တာမဟုတ်ပါဘူး။ဒါဟာလူသားမျိုးနွယ်တွေခေတ်အဆက်ဆက်မှာပုံမူကောင်းမွန်တဲ့လူနေမှုစနစ်နဲ့တရားမျှတမှုအတွက်ရှာဖွေခဲ့ကြတဲ့ရှင်လျားလှတဲ့ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။ဒီယူဆဟာယဉ်ကျေးမှုတစ်ခုလူမျိုးစုတစ်ခုတည်းကနေဆင်းသက်လာတာမဟုတ်ဘဲကမ္ဘာအရှေ့ပြားကနေအနောက်ဖြားအထိလူသားမျိုးနွယ်အားလုံးရဲ့အခြေခံဂုဏ်သိက္ခာကိုအတိမတ်ပြုဖို့ကြိုးစားခဲ့ကြတဲ့စုပေါင်းရလဒ်ပဲဖြစ်ပါတယ်။ရှေးဦးဘာသာတရားတွေရဲ့သွန်သင်ချက်ကနေယနေ့ခေတ်ကမ္ဘာလုံးဆိုင်ရာဥပဒေတွေအထိလူခွင့်ယူဆတွေဟာအစဉ်စဉ်ဘလို့အမြင့်တွေပြီးစင်ကဲပြောင်းလဲလာခဲ့တယ်လေဆိုတာကိုဒီသမိုင်းဝင်ခြေလဲနေတာတစ်စင်အတူတူလေ့လာကြည့်အောင်ပါလူခွင့်ရဲ့အစောဆုံးအုတ်မြစ်တွေကိုရှေးဦးကမ္ဘာဘာသာတရားတွေရဲ့သွန်သင်ချက်တွေထဲမှာစတင်တွေ့ရှိနိုင်ပါတယ်။ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာ၊အစ္စလာမ်နဲ့ဟိန္ဒူဘာသာစတဲ့ဘာသာတရားရဲ့ကျမ်းစာတွေထဲမှာလူသားတဦးနဲ့တဦးအပြန်အလှန်လေးစားဖို့မေတ္တာထားကြဖို့နဲ့ဂရုဏာထားကြဖို့စတဲ့ကျင့်ဝတ်တွေကိုအခြေခံပြိုးထောင်ပေးခဲ့ကြပါတယ်။ဒါဟာလူသားတဦးချင်းစီရဲ့တန်ဖိုးနဲ့ဂုဏ်သိက္ခာကိုစတင်အတိမတ်ပြုခြင်းပါပဲဒီလိုမျိုးဘာသာတရားတွေကပေးရတဲ့လူသားချင်းစာနာမှုအယူအဆတွေဟာနောက်တစ်ချိန်မှာပေါ်ပေါက်လာမဲ့လူအခွင့်အရေးစံနှုန်းတွေအတွက်အခြေခံအုတ်မြစ်တွေဖြစ်လာခဲ့ကြပါတယ်။ BC 1950ခန့်မှာတော့မြေပြည်လုံးဘုရင်ဟမ်မူရာဘီကကမ္ဘာအစောဆုံးရေးသားထားတဲ့ဥပဒေတွေကိုကြောက်စာတမ်းကြီးပေါ်မှာအတိအကျရေးထိုးပြီးထုတ်ပြန်ခဲ့ပါတယ်။ဒီဥပဒေတွေဟာလူဒန်းစားခွဲခြားမှုရှိနေသေးပြီးအထက်တန်းလှော်တွေအတွက်ပိုမှုတက်ညာမှုရှိနေခဲ့ပေမဲ့ဒါဟာအုပ်ချုပ်သူတွေကသူတို့စိတ်ကြိုက်မဆုံးဖြတ်နိုင်တော့ပဲတတ်မှတ်ထားတဲ့ဥပဒေတိုင်းစတင်ကျင့်သုံးလိုက်တာပဲဖြစ်ပါတယ်။အမှားနဲ့အမှန်ကိုဘရင်တဦးရဲ့အလိုကျဆုံးဖြတ်တာမျိုးမဟုတ်တော့ပဲအများသည့်ဥပဒေစံနှုန်းတစ်ခုကိုပထမဆုံးအချိန်စာနဲ့ပေနဲ့ရေးသားတတ်မှတ်ခဲ့တာဟာလူအခွင့်အရေးတမိုင်းစဉ်ရဲ့အရေးပါတဲ့အချိုးအကွေ့တစ်ခုဖြစ်လာခဲ့ပါတယ်။အရှေ့တိုင်းယဉ်ကျေးမှုမှာတော့တရုတ်တွေးခေါ်ရှင်ကွန်ဖျူးရှက်ရဲ့အယူအဆတွေကအလွန်အရေးပါပါတယ်။သူကလူအဖွဲ့အစည်းညီညွတ်မျှတစေဖို့အတွက်ကျင့်ဝတ်တဲ့စည်းကမ်းတွေကိုအဓိကထားသင်ကြားခဲ့ပါတယ်။အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံကြားမှာအပြန်အလှန်လေးစားမှုရှိရမယ်လူတဦးစီမှာတာဝန်ရှိသလိုဂုဏ်သိက္ခာလည်းရှိတယ်ဆိုတဲ့အတွေးခေါ်တွေကိုသူကစတင်ပြိုးထောင်ပေးခဲ့ပါတယ်အာဏာထက်ကျင့်ဝတ်ကိုဦးစားပေးတဲ့ဒီလိုအယူဆတွေဟာလူတဦးချင်းစီရဲ့တန်ဖိုးကိုအတိမတ်ပြုတဲ့အစောပိုင်းလူအခွင့်အရေးအခြေခံမူတွေပဲဖြစ်ပါတယ်ခုဆက်လက်လေးလာရမှာကတော့1915ခုနှစ်အင်္ဂလန်နိုင်ငံကမဂနာကာတာစာချုပ်အကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီခေတ်ကအင်္ဂလန်ဘုရင်ဂျွန်ဟာအုပ်ချုပ်ရေးပိုင်းမှာအာဏာကိုအလွဲသုံးစားလုပ်ခဲ့တဲ့အတွက်နိုင်ငံအတွင်းကနေစားပယ်စားတွေဖြစ်တဲ့ဘယ်ရွန်တွေကတော်လှန်ပုန်ကန်ခဲ့ကြပါတယ်။သူတို့ဟာရန်နီမီမြက်ခင်းပြင်မှာဘုရင်နဲ့တွေ့ဆုံပြီးဘုရင်ရဲ့အာဏာကိုကန့်သက်မဲ့သဘောတူညီချက်တွေကိုလက်မှတ်ထိုးတောင်းဆိုခဲ့ကြပါတယ်။ဒီမဂနာကာတာစာချုပ်ဟာဘုရင်ဆိုပေမဲ့လည်းဥပဒေအထက်မှာမရှိစေရဘူးဆိုတဲ့အခြေခံမူကိုပထမဆုံးကြိမ်ချမှတ်ခဲ့တာပါ။ဒါဟာခေတ်သစ်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရဲ့အုတ်မြစ်ဖြစ်တဲ့ဥပဒေစိုးမိုးရေး Rules of Law အယူဆစတင်ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။